ကျွန်ုပ်သည်ကောလိပ်ကျောင်းပြီးအောက်တန်း၌ရှိစဉ်ကကျွန်ုပ်နှင့်အတန်းတူအတန်းခင်မင်သောမိတ်ဆွေတစ်ယောက်ရှိဘူး၏၎င်းမှာမောင်ထုံးမောင်ဖြစ်၏ထုံးမောင်မှာအလွန်အေးဆေးစွာနေလေးရှိ၏စကားနေ၏မဟုတ်မမှန်မဟာတရားမပြောတတ်အိမ်တွေကြီး၏စကားနေသူတို့ဤစကားသည်လေးနက်တတ်သည်ဖြစ်ရာထုံးမောင်စကားပြောလျင်ကျွန်ုပ်တို့ကျောင်းသားများဂရုပြု၍နားထောင်လေးရှိ၏ဝါကြွားပြောတတ်သူသည်ထုံးမောင်ရှိတွင်စကားပြောခဲ့၏အကြောင်းကထုံးမောင်ကတစ်ချက်ဝင်ထောက်လိုက်လျင်ထိုကြွားဝါချင်းချက်ချင်းပေါ်တတ်၏အပေါင်းအဖော်နှင့်အချိန်ဖြုံးမနေတတ်တယောက်တည်းတွေးတိုးရသော၎င်းစာဖတ်ရသော၎င်းနေတတ်၏တို့ရာတွင်အလွန်ရိုးသားဖြောင့်မတ်သူဖြစ်လျကကျောင်းသားများကဝိုင်း၍ယူသေးခင်မင်ကြ၏ကျွန်ုပ်နှင့်ကအခြားသူတို့ထက်ပို၍ခင်မင်ကြ၏ထိုနှစ်အင်္ဂလိပ်ဒီဇင်ဘာနတော်ပြသို့၌ကျောင်း12ရက်မြပိတ်၏ထိုအချိန်အခါ၌ကျောင်းသားများကြိုက်ထီယိုဖျားသို့အစုပြု၍သွားလိရှိကြရာကျွန်ုပ်လည်းသွားလိုသည်နှင့်ထုံးမောင်၏အခန်းသို့လာခဲ့၍ဟေ့ထုံးမောင်ကြိုက်ထီယိုဖျားကိုသွားရအောင်ကွာတို့12ရက်တောင်ရအားရတယ်လေဖျားဖူးတာကြက်ထီယိုတောင်သွားရမလားကွယ်ရွှေကုန်းဖျားကိုသွားပါတော့လားအတူတူပဲပေါ့မတူဘူးဆရာကြိုက်ထီယိုကမြတ်စွာဘုရားရှင်ကိုလိုတိုင်းတို့မြတ်ပါပြီကိုကြွလာပြီးရတဲ့ဤတစ်ပါးကိုဆန်တော်ပေးတဲ့အဲ့ဆန်တော်အစ်စ်ကိုထာပနာပြီးတည်တာအမောင်ရဲ့နားလေရလားဖျားဒီကိုကြွလာတယ်လို့မင်းကိုဘသူကပြောတယ်လေမင်းလည်းတော့ခွာကြရဲ့ကောင်ပဲဘသူပြောရမလဲကွတမိုင်းထဲမှာတီတီချာချာကိုရေးထားတာသိရလားအဲ့ဒီမင်းသမိုင်းကဘသူကဘယ်တော့မှရေးခဲ့တာလဲဘသူရေးခဲ့ပါလေလို့တော့မင်းကိုတီတီချာချာသတော်ဦးမတင်နိုင်ဘူးအမောင်ရှေးပညာရှိလူကြီးတွေရေးခဲ့တာပေါ့ကွဟာမင်းမမိသေးရဲ့လားမင်းနဲ့ငါနဲ့ကြည်မြို့ကိုသွားလေကြတော့ကဘုန်းကြီးတစ်ပါးကတို့တော်ပေါင်းမင်းကြီးရဲ့ဟိုးလဲတော်အစေးကိုပြာချတစ်စေးတယိုးကင်ပြီးလှုပ်ထားတယ်ဆိုတဲ့ကမဝါစာကိုထုတ်ပြတော့မင်းကကိုတော့ဘယ်နဲ့သိတယ်လဲဘာလဲညာလဲတဲ့စစ်စစ်ပပောက်မေးတော့ဘုန်းကြီးကစိတ်ဆိုပြီးမင်းကိုမောင်းချတာမမိသေးရဲ့လားအခုလဲမင်းကရာဇဝင်ဆရာမို့တေးသေးချာချာသိမလားလို့မေးတာပါဗျာမကြိုက်ရင်လည်းမမေးပါဘူးဟဲ့ကောင်တော်ပါကွယ်မင်းကတစ်ခါအင်မတန်ရှာရှိတယ်မင်းလိုက်ရှင်လဲလိုက်မလိုက်ရှင်လဲငါးတယောက်တည်းတော်သလိုကြည်သွားမှာပဲဟင်ဖះတရားကြီးညိုတဲ့လူကလည်းစိတ်တူလိုက်တာကိုင်းကွယ်ငါပဲလျှော့ပါမယ်ငါလိုက်ပါမယ်ဒီလိုမှဘောကွယ်ငါမှငွေ90ကျန်လောက်တော့စုထားတယ်မင်းမရောငါမှလည်း90ကျလောက်ပါပဲအေးနေရတော့ကြာပြီစရိတ်စကားစားဖို့တောက်ဖို့15ချက်လောက်ပဲကုန်မေးတင်တယ်လူဖို့တန်းမှုပိုကြီးပိုတာပဲကဲခုညပဲသွားကြလို့ကွယ်ကျိတ်ထုပ်ပူတာတို့ရောက်လျင်ထိုအခါကမော်တော်ကားများမသွားသေးသဖြင့်လှည့်ငါ၍သွားကြ၏ကြိုက်ထီယိုးတောင်ချေခီမိုးစခန်းမရောက်မီခရီးတဝက်တာ၌အင်းဝစခန်းသို့ရောက်ရာခရီးနာကြ၏ထမင်းဟင်းလက်ဖက်ရည်ဘူးတီကျော်စသည်ဖြင့်အစားအသောက်လည်းပြည့်စုံ၏ထိုစခန်းမှာရွာနီးချုပ်ဆက်ကလာရောက်၍ဆိုင်တဲခင်းသောနေရာစခန်းကြီးတစ်ခုဖြစ်၏ထိုအင်းဝစခန်းဆိုင်သူ၏မြောက်ဖက်အတန်ကွာရှိတရက်ပင်ကြီးတစ်ပင်အောက်တွင်တဲငယ်ငယ်တစ်ခုရှိ၏ထိုတဲငယ်ဘက်သို့ထုံးမောင်သည်ရှောက်ရည်သွားသည်ကိုမြင်လိုက်၏မကြမီမှာပင်တဲပေါက်တွင်ရက်၍အတန်ကြာကြည့်နေသည်ကိုမြင်ရ၏ငါ၏ဝက်ခန့်ကြလျင်ကျွန်ုပ်တို့သွားချိန်ကြသည်နှင့်ထုံးမောင်ကိုဟစ်၍ခေါ်ရ၏ထုံးမောင်သည်တုတ်လာခဲ့၍ဟေးဟိုတဲထဲမှာဟိုးကြီးလင်မယားနှစ်ယောက်နဲ့မြေးနှစ်ယောက်ရှားပြီးလဲနေကြတယ်ငါအစားတောက်ကလေးဝယ်ပေးခဲ့ခြင်းတဲ့မင်းသွားနေခွေကင်မိုးစကန်ကိုငါမီအောင်လိုက်လာခဲ့မယ်ဟောဗျာကဲမင်းကတော့ဝေဖောက်ပြီမင်းကျင်ဒီလိုပဲစိတ်တဆူတစားကြီးနဲ့ကဲမသဘောရှိနော်ငါတော့မင်းကိုစောင့်မနေနိုင်ဘူးကင်မိုးစကန်ကိုမီအောင်လိုက်ခဲ့ပြီးတော့မမီရင်တော့ငါဆက်သွားမှာပဲအေးပါကွယ်ငါမီအောင်လိုက်ခဲ့ပါမယ်ကျွန်ုပ်မှာကဖျားတို့သာရောက်လို့၍ကျွန်ုပ်တို့ကြောင့်ကကြောင့်သားတစုလည်းထက်ရောက်လာသည်နှင့်ထိုလူစုနှင့်ရော၍လိုက်သွားလေ၏ကင်မိုးစခန်းသို့ရောက်တော့လဲထုံးမောင်မပေါ်လာချေရင်းမြောင်ကလေးရင်းမြောင်ကြီးဘိုးပြန်တောင်စိုင်တမော့စသည်ဖြင့်စခန်းအစဉ်အတိုင်းနောက်ဆက်တငယ်ငယ်နဲ့လာခဲ့ရာဖျားတို့သာတိုင်တော့၏ထုံးမောင်မပေါ်လာချေကျွန်ုပ်တို့တစုမှလည်းတပြောတပါးကြီးပြောဆိုကနေလာခဲ့ကြရာဖျားအနီးနေရုံနဲ့စင်နေမိမကြီးတယောက်ပတ်စံခံနေသည်ကိုတွေ့ရ၏နေရုံမှာပါတချမ်းနာတချမ်းပဲ့နေ၏၎င်းအပွဲတို့ကိုပြ၍ပြင်ဆင်ရန်ဆိုကပတ်စံခံနေခြင်းဖြစ်၏ထိုအခါကျွန်ုပ်သည်ရုတ်တရက်တတိယမိသည်ကလူငယ်သောနှစ်ကကျွန်ုပ်တို့အခန်းကကျောင်းသားတစုကြိုက်ထီယိုးကပြန်လာကြသောအခါ
ထိုပပဲ့နာပဲ့နေသောနတ်စင်ကနတ်ကတော်ကြီးအားနတ်မေးကြကြောင်းပြန်ပြောသည်ကိုသတိရသည်နှင့်ကျွန်ုပ်တို့နှင့်အဖော်အလော်ခေါ်ခဲ့သောလက်သမားကိုမေးကြည့်ရာလက်သမားကပြုံးရည်၍ ပြို့အမောင်လေးဆရာအဲ့ဒီအပဲ့တွေကကြာပြီလားဗျ ရီပဲ့တွေဟာကြာလာပြီဗျပြင်လိုက်ရင်နောက်ထပ်ပတ်စံဘယ်နဲ့လို့အလူခံမလဲဗျ တို့ကွယ်ယတိမိုင်ဖိုးသူတော်ကြီးမေတီလာကြီးကပေါ်လာကြီးလားကွယ် အဲ့ဒီအထဲမှာခါရုံမကြီးအများကြီးပါတယ်ဗျ ကျွန်ုပ်တို့ဖျားရှင်ခုနေစဉ်ပန်းတဲ့ရွှေတဲ့ရေတဲ့တို့ဤအနောက်ရှက်ကိုများစွာခံရ၏ဖျားရှင်ခုနေစဉ်ရေပန်းရွှေဝဲပါဟုတစားစားလိုက်၍ပူနေ၏ရမယ်ရေအမောင်တို့ရေဝဲအောင်မလားဖះရေပြမလျှောက်လိုက်ရတော့မော်နီရောပေါ့ရေလေးဝဲပါအောင်လားတပည့်ကင်းနမနှစ်စီတွေရမယ်နော်ပတိမနိုင်နေလဲပါတယ်တော်ကြီးဖះကိုကက်လူဖို့ပန်းတွေရမယ်လက်တဲ့လဲနဲ့နော်အကိုရေပန်းဝဲအောင်မလားရှင်ကျွန်ုပ်သည်ကလက်စားချေလိုသည်နှင့်ရေပန်းရွှေတို့ကိုအိမ်တွင်နှင့်ရောင်သောဆိုင်တို့တွင်သာဝယ်ယူလိုက်၏ကြောက်ကြီးကံပါဇက်ပတ်သို့လာခဲ့ရလမ်းတွင်တောင်ဆောင်တစ်ခုကူတွင်၌ယသိတပါထံတွင်ဖျားသွားတော့အစိရှိသည်ဆို၍ကူရင်းသို့ချင်းချင်းကြက်ကြက်နှင့်ဝင်ခဲ့၏ယသိကသွားတော့ကိုလက်ဖြင့်ကန်၍ခက်လန်းလန်းကပြ၏တေတေချာချာကိုယ်တိုင်ကန်၍ဖူးပေးရစေဟုတောင်းသောအခါဟဲ့တကားရဲ့လက်နဲ့မကင်ကောင်းဘူးငရဲကြီးကြိုက်တယ်ခက်ဝေးကပဲဖူးတာပေါ့ တို့ယတိတော်ငရဲမချီဘူးလား ဟဲ့ယတိဆိုတာစင်ကြယ်တဲ့သူတော်ကောင်းဘယ်တော့မှငရဲမလာဘူးမင်းတို့လိုလူတွေမဟုတ်ဘူး ထိုအခါကျွန်ုပ်သည်ဘာမှပြန်မပြောဘဲအခွင့်ရသမျှတေချာစွာစူးစိုက်ရချီရာသွားတော်ဤအတွင်ကပါရှိသည်ကိုကမသိရအပြင်ကမူစီကရက်ဘူးတွေကငွေရောင်ပြားကိုကတ်ထားသည်ကိုမြင်တွေ့ရ၏ထို့ကြောင့်လည်းယသိရှိအလူခံပတ်စံကွက်တဲ့သို့တပြားတစ်ချက်မျှမထဲခဲ့ပဲခက်တုတ်တုတ်ပြန်၍ထွက်ခဲ့၏ဤသို့လည်းကြိုက်ထီးရိုးတောင်မုတ်ဆိုးတောင်တို့၌ဤတန်းပျော်မြူစွာခုနှစ်ညကြာကြ၏ပြီးမှစိန်ခဲ့ကြ၏အပြန်လန်းတွင်အေးဝစခန်းသို့ရောက်ကြသောထိုးမောင်၏အဖြစ်ကိုမေးမြန်းလိုသည်နှင့်ကျွန်ုပ်သည်အဖော်များနှင့်ခွဲ၍ရခင်တဲငယ်ဘက်သို့လာခဲ့၏တဲငယ်မှာကျွန်ုပ်ပထမမြင်စဉ်ကကဲ့သို့စောက်ချပစ္စည်းနေသည်မဟုတ်ပဲအမိုးဝကာနှင့်အတန်ပင်တက်ရက်ကောင်းမွန်နေသည်ကိုတွေ့ရ၏ကောင်းရင်ကံကလေး၌အတန်အိုမင်းမီဖြစ်သောအဖိုးအိုအဖွားအိုနှစ်ယောက်ပတိစိတ်၍နေကြ၏ခြေရင်ပိုင်းမြေကွက်တွင်မိဖို့တစ်ခု၌လက်ဖက်ရည်ကရားနှင့်ရင်နှွေးအိုးကျိုးနေသော73နှစ်14နှစ်အရွယ်မိန်းကလေးကိုမြင်ရ၏၎င်းအနီး၌3နှစ်4နှစ်ခန့်ရှိယောက်ျားတငယ်ကလေးတစ်ယောက်ပူတိကျော်တစ်ခုကိုစားနေ၏ကျွန်ုပ်ကိုမြင်ကြလျင်အဖွားတို့ကအလိုးမောင်လာပါဘယ်ရက်ကပါလဲမောင်ဖျားဘူးအတော်လားအပြန်လားလာပါထိုင်မဟဲ့ဖွားမေရင်နှွေးစုဝင်မဟုတ်လားလက်ဖက်ထောက်ခတ်ပြီးယူခဲ့ဟဲ့အော်ဖွားမေဟဲ့ဟိုထညက်ကလေးရှိနေတယ်မို့လားတခါလဲထဲခဲ့ဟဲ့တောက်ပါစားပါမောင်ရဲ့မမီးကဖျားဘူးမဟုတ်လား ဟုတ်ပါရဲ့အဖိုးရဲ့ကျွန်တော်ကလွန်ခဲ့တဲ့9ရက်လောက်ကတက်သွားပါတယ်အခုပြန်ခဲ့ရပါအဲ့ဒီတက်သွားတဲ့နေရာကျွန်တော်တကယ်ရေးတယောက်ဒီတဲမှာကျင်ရစ်တယ်လေအဲ့ဒါအခုသူပဲသွားလိမ့်လေလို့မေးချင်လို့ဝင်လာခဲ့ရပါအဖိုးရဲ့ မောင်ထုံးမောင်ကိုမေးတာမဟုတ်လား ဟုတ်ပါရဲ့ဗျာ အော်မောင်ကမောင်ထုံးမောင်ရဲ့တငယ်ချင်းလားဒါဖြင့်မောင်လဲတူတော်ကောင်းပေါ့အေးမောင်ထုံးမောင်ရဲ့ခုမနဲ့ပဲရန်ကုန်ကိုပြန်သွားပြီသူတို့ចောင်းတက်ရမယ်ဆိုဖို့ကွယ်ပြောလိုက်ပြရစီဦးမောင်ရဲ့ဒီလိုတူတော်ကောင်းမျိုးရှိတာအဖွားတို့အသက်90ရှိပြီကြားပဲမကြားဘူးပါမောင်ရဲ့ မောင်ထုံးမောင်ကဖះကိုလိုက်မလားပဲဒီကပြန်သွားဖို့ပြောပါအောင်အဖွားရဲ့ ပြောပါပြီလားမောင်ရဲ့ဒီလိုကွယ်ငါတို့ကကျိုင်းစုကိုတွားတဲ့လမ်းနားမှာရှိတဲ့မိသွေးကုန်းရွာကပါအဖွားတို့မှာတမီးလေးတစ်ယောက်တည်းရှိတယ်သူအိမ်တောင်ကြလို့တာသမီး4ယောက်ရပြီးတော့လွန်ခဲ့တဲ့3နှစ်လောက်ကပဲသူ့ခင်မွေနှိမ့်စာရောက်တယ်သူကိုယ်တိုင်လည်းမိနစ်ကဆုံးပြန်มาရောတာသမီး4ယောက်နဲ့က2ယောက်ပဲဖက်တယ်နဲ့ဟောအခုမြင်တာကအကြီးဆုံးနဲ့အငယ်ဆုံးပေါ့ဒီကလေး2ယောက်ကိုငါတို့ပဲမွေးရတော့တာပေါ့ငါတို့ကလည်းအိုးမင်းလူတို့ကလည်းလူလားမမြောက်တယ်ပိုက်ဆံငွေကြီးကလည်းမပြည့်စုံသူတို့ပြောကြလို့မင်းရဲ့ငါတို့ထမင်းရက်မှန်မစားရတာကြာပါပြီအဲ့ဒါအခုဖျားဘူးများလာတဲ့ချိန်ဒီအင်းဝစခန်းမှာတဲလေးထိုးပြီးဖွားမေကိုပဲဘူးဒီကြော်ကလေးကြော်ပြီးရောင်းကြရတာပဲ
အဲ့ဒါနဲ့လေထမင်းရက်မှန်မှန်မစားရပါဘူးကံမြောက်ဆိုချင်တော့လွန်ခဲ့တဲ့2 လ 3 လကစပြီးဟောမောင်ကိုကြီးကလူကလည်းအိုးအစာရေးစားလဲဝါလင်အောင်လည်းမစားရတော့လဲပါလေရောမောင်ရေနောက်10 ရက်လောက်ကအဖျားဝင်လာပြီးတတိမရတစ်ချက်ရတစ်ချက်နေပါရောဟိုမောင်ထုံးမောင်ရောက်တဲ့နေ့ကမျောပဲရှိတော့တယ်အဖွားကိုယ်တိုင်လည်းမောင်ဖိုးလိုပဲအားနေပြီးလဲနေရကနွေးမှခြုံစရာအဲ့ဒီတဲ့တဲလေးကလည်းမိုးမလုံတော့အေးမိပြီးအဖွားလည်းလဲပါလေရောမောင်ရေအဲ့ဒီလိုအဖွားတို့အကျိုးကန်းတယောက်ကိုညီမကလေးဖွားမိကချက်ပြုတ်ကျွေးမွေးနေရကဟောထင်းချိုးရမှာတန်စုလို့တဲ့တခါတည်းငန်းနေမှန်နေလိုက်ပြီးပြည်တယ်လို့မောင်ထုံးမောင်ရောက်တဲ့နေ့ကချက်တော့မြောက်ပြီးအော်နေရတာပဲအဲ့ဒီမောင်ထုံးမောင်လာကြည့်တော့ငါတို့ထမင်းရိပ်စာမစားရတာ2 ရက်တိတိရှိနေပြီမောင်ရဲ့သေးဖို့အစင်နေမယ်ဆိုပါတော့ဟိုမြင်းငယ်ကတော့ကလေးကိုဆိုင်စုမှာတွားပြီးတောင်းရမ်းစားတဲ့အဲ့ဒီလိုငါတို့တေးဖို့နေမှာမောင်တငယ်ချင်းမြင်တော့မေးတန်းကိုကြားပါရဲ့ငါတို့လူ2 ယောက်ကတော့စကားမပြန်နိုင်တော့ဘူးဖွားမိရတာငိုရက်ပြီးပြန်မျိုးတန်းကိုကြားလိုက်ရတယ်အဲ့ဒါနဲ့မောင်ထုံးမောင်ကပထမအဖိုးကြီးပါဇက်တဲ့ကိုရေးချပေးတယ်နောက်နည်းနည်းလှုပ်လာတော့ကိုဆိုင်စုမှာလက်ဖက်ရည်ကော်ဖီရင်နွေးစားစရာတွေဝယ်လာပြီးကော်ဖီနွေးကလေးကိုအဆက်ချပြီးတိုက်ပေးရှာတယ်အဖွားကိုလည်းအဲ့ဒီလိုပဲဖွားမေနာကိုလည်းရေးစေးပြီးဖောက်ဆေးတဲ့လောက်တာနဲ့မောင်ရဲ့တနာရီလောက်မှာပဲတက်တာသွားပါတယ်အမှန်တော့ငါတို့တို့လူလုံးအစားအသောက်ချို့တဲ့လို့ငတ်လို့ဖြစ်ရတာကလားကွယ်ငါတို့တော့အရှိလောက်တာတောက်နေကြပါတယ်ဖွားမေတို့မောင်နှမ2 ယောက်ကတော့ဖျားတာမဟုတ်ဘူးအဲ့ဒါကိုမောင်ထုံးမောင်ရဲ့သူ့လိထဲကပေါင်မုံငါးတစ်တာတွေတခါတည်းထုတ်ကျွေးတယ်ငန့်နဲ့စားလိုက်ကြတာမောင်ရဲ့အဖွားတို့လည်းဘေးကကြည့်ရတာအားရဝမ်းသာနဲ့အားပြေလာကြတာအဲ့ဒါလူကိုယ်တိုင်ငါတို့ကိုဆေးတိုက်ပြုစုတဲ့ပြင်ဆန်စီစာချက်တော်ငရုတ်အစုံဝဲပြီးချက်ကျွေးရှာတယ်ဖွားမေကိုလည်းအညော်မိမှာဆိုလို့တဲ့မိဘနာတောင်မလာစေရဘူးပြီးတော့တိတ်လေးကိုကြည့်ပါဦးအခုတော့တက်ရပေါ့မောင်ထုံးမောင်ရောက်စားကအမိုးလဲမလုံးအကာတွေလည်းပြတ်ကြနေတယ်လေးပြင်းပြင်းတိုက်ရင်မခံနိုင်ဘူးအဲ့ဒီလိုနေမှာမောင်ထုံးမောင်ရောက်လို့2 ရက်ကြာမှနှင်းမိုးရွာချလို့မောင်ထုံးမောင်ဝမကျန်ငါတို့အကုန်လုံးရွှဲရုံဆိုပါတော့မောင်ထုံးမောင်ဘာလုပ်လဲတိလားအနီးနားကဆိုင်စုအိမ်စုမှာတက်ကဲတို့ထရန်တို့သူကိုယ်တိုင်တွားဝယ်ပြီးကိုယ်တိုင်မိုးကာပေးခဲ့တယ်မှာပဲဖေဟာတကြားတော့တပည့်တော်မရဲ့မြေစီမောင်ထုံးမောင်ကျမ်းမှာချမ်းသာပါစေခလုံးမထီစူးမညိပါစေနဲ့ရေလိုအေးလိုပန်းလိုမွေးပါစေငါတို့မိုးရီဆိုလို့အေးကြချမ်းကြတော့မောင်တငယ်ချင်းဖေဟာလောင်ကြီးကသူ့မှာပါတဲ့အင်ကြီးတွေမဆိုးတွေညနှုတ်တော့ပေါ်လာတော့မကြံဘူးအဲ့ဒါတွေနဲ့တခါတည်းငါတို့4 ယောက်ကိုပတ်ရန်ချုံယုံပေးတာပဲမိဘကတသမီပြုစုလိုပါပဲမောင်ရဲ့သူကိုယ်တိုင်ကတော့စွတ်ကြဲလေးနေတာနေတယ်အောင်မေမောင်တငယ်ချင်းကတက်တီကောင်းကလားကွမိုးကြီးပေမဲ့လူမချမ်းဘူးတဲ့ပြီးတော့လူကြီးတော့လုံးရတန်ရဲ့နှုတ်ပေမဲ့သူ့ဓာတ်တွေကတန်ခဲလိုပါကလားကွယ်နေခင်မှာဖွားမီတို့မောင်နှမ2 ယောက်လူလက်မောင်သားကြီးတွေကိုထုတ်ပြတယ်မောင်နှမ2 ယောက်လူလက်မောင်ကြီးကိုစီးပြီးကစားကြတာပဲအိမ်မတန်ပြောကြတာပေါ့ဒီတငယ်ဟာလူတူးပါကွယ်တန်မှာပါပြီနဲ့ဖះလောင်များအစင်ပြောင်း90 စီဟာစောင်းနေနေဆိုတာပဲချင်ပါရဲ့ကွယ်နောက်တနေ့မနေ့စောဟိုနာခဏသွားအောင်ပဲဆိုပြီးထွက်သွားလိုက်တာညနေမှပြန်လာတယ်ဒိုးတွေဆိုတာတနေ့ကင်းလုံးသူ့ကိုထမင်းစားစောင့်နေကြတယ်အနီးနာလိုက်ရှာကြတယ်အဲ့ဒီမနေ့ငါတို့ထမင်းမစားဖြစ်ကြဘူးညနေကြလို့ပြန်လာတော့မှတိရတာကလက်စားတတ်တော့သူကိုကြိုက်သူတွားတာကိုမောင်ရဲ့ဟဲ့ဖွားမေနင့်ကိုကြီးဝယ်ပေးခဲ့တဲ့အဝတ်စားတွေယူခဲ့စမ်းကိုင်းမောင်ရင်ကြည့်တော့ငါတို့ကိုတူဝဲလာတာလေဟောတာကကျုပ်ထုံးအမောင်ရဲ့အမောင်ကိုပြရအောင်မေအဖိုးဦးသည်ပြောဆူဆူနေပြီးအထုပ်ကိုဖြီလေ၏အထုပ်အပေါ်ကကျိုးစီအောင်အပတ်ပေါင်းများစွာရေးပတ်ထား၏ကျိုးရီကုံသောအခါပစိုးဟောင်းတစ်ထက်နောက်ပိတ်ဖြူတစ်ထက်နောက်စက်ကူ3-4ထက်အလွန်သေးချစွာထုတ်ထားသည်ကိုတွေ့ရ၏နောက်ဆုံးအထက်ကုံလေးမှလုံကြီးညိုရောင်တစ်ထက်အတွင်းကန်အင်ကြီးတစ်ထက်အပေါ်အင်ကြီးတစ်ထက်ကောင်းပေါင်းပေါ်ဝါတစ်ထက်ပခုံးတင်ပိတ်ဖြူစားတစ်ထက်တို့ထွက်လာလေ၏ထိုလေးထက်သောအဝတ်တို့ကိုအဖိုးကြီးသည်ယူရမျက်နှိုးစွာကင်တွယ်၍အဲ့ဒါကျုံမီးရဲ့ကုတို့တွေပဲအမောင်ရဲ့ကျုပ်အဖိုးအဖဒီလိုမပေးခဲ့ဘူးပါဘူးကျ
ကျုပ်သားသမီးတွေလည်းမပေးခဲ့ဘူးကိုယ်တိုင်လည်းဝဲပြီးမဝတ်နိုင်ခဲ့ဘူးဒီအဝတ်လေးတွေကိုကျုပ်ဘာလုပ်မလဲသိလားဥပုံနေတိုင်းဝတ်ဆင်ပြီးဥပုပ်ဆောင်မယ်အခုစိတ်ကူးတာကတော့ကျုံမီကုတို့ပွားအောင်နေတိုင်းပဲ8ပါးတီလာစအောင်ပြီးသူ့အဝတ်တွေနဲ့ရိုးထုတ်တော့မယ်ကျုပ်တည်တဲ့အခါဒီအဝတ်တွေကျုပ်တို့ဆရာဖုန်ကြီးကိုလူလိုက်ဖို့မှာပြီးပါပြီအမောင်ရဲ့ ကျုပ်လည်းပဲမောင်ဖို့လို့ပဲဆုံးဖြတ်ပြီးပါပြီ ဖွားမေကလည်းမိမိအထုပ်ကိုအပတရဖြေကပြ၏ပိုသားလုံးကြီးအင်ကြီးပြီးမန်စသည်ဖြင့်မိမအသုံးဆောင်အတန်များများတွေ့ရ၏အထာတွေကကျမကိုကြည်ဝဲပေးခဲ့တာရှင်ကျေးဇူးတင်လိုက်တာအကိုကြီးရဲ့ကျမလေညာတိုင်းအိတ်ခါနေကိုဥသုံးချိန်ချပါတယ်အကိုကြီးလည်းပြန်သွားပြီတိတ်အောင်မိတာပဲ အနာတွင်အမ၏မျက်နှာကိုစိုက်ကြည့်နေသောမောင်ကလေးမှလည်းမက်တက်တဲ့ဖြည်းဖြည်းလာလေ၏အဲ့ဒါနဲ့လူပြူးစုကောင်းတာနဲ့ငါတို့အတော်တန်ထူထောင်လာကြတာပါပဲလူနေလို့5 ရက်လောက်ရှိတော့ငါတို့လည်းမာပါပြီမင်းဖះကိုသွားဖို့ဟာသွားတော့လေးလို့ပြောတော့အဖွားရဲ့တဲ့ဖះကိုသွားဖို့တာတဲ့ဖះစကားနားထောင်တာပိုပြီးကုလို့ရတယ်တဲ့ပြီးတော့လေဖះသွားဖို့အချိန်မရှိတော့ဘူးကြောင်းခွင့်မရအောင်ပြန်ရမယ်တဲ့လူဖះမှာရွှေချဖို့ပန်းလူကိုရေလူကိုမှန်းခဲ့တဲ့အတွက်ငွေကိုလည်းအဖွားတို့ကိုပဲလှူခဲ့မယ်ဆိုပြီးငွေချင်းကားပြ30ကျပ်တည်းငါတို့ကိုပေးသွားတယ်အခုငါတို့အသက်80ရှိပြီကိုယ်ပိုင်ဖြစ်နေတခါမှငွေ30ကျပ်ပြည့်အောင်မကန်ခဲ့ရဘူးဒီလိုလူမျိုးတွေ့ဘူးဖို့ထားလို့ကြားတောင်မကြားဘူးပါဘူးခွဲဟောမောင်ဖို့ပါပြင်လူမဟုတ်ဘူးနဲ့တကြားများလူရောင်ဆောင်လာတာလို့အခုတည်းစွဲနေတော့မယ် ဟဲ့မဲတုပ်ရဲ့အခုဒီမောင်ရင်ကသူ့တငယ်ချင်းမှဆိုလို့သာနေလိုက်ရတယ်ငါတော့ဧကန်နာနဲ့တကြားပဲလို့ဆွဲလန်းနေတော့မယ်ကြည်လေငါလကားပြောတာမဟုတ်ဘူးငါတို့ဆရာဖုန်ကြီးဟောဘူးတဲ့ဟဲ့တကားကြီးဖိုးခွေးတဲ့5 ပါးတီလာမြဲပြီးမြစ်တာပို့ပြီးအီတီပီတော်ကုံတော်ကိုတစ်နေ့ကိုအနည်းဆုံး10 ဘက်ရအောင်စိတ်တဲ့အချင်းချက်တွေ့ရင်နေတကြားများလာပြီးကဲမတတ်တယ်တဲ့အဲ့ဒါလွန်ခဲ့တဲ့15 နှစ်လောက်ကစပြီးဖုန်ကြီးစကားအတိုင်းစောင့်ထိန်ခဲ့ပြီးဗရီမှန်မှန်စိတ်ခဲ့တာညီတီပဲမဟုတ်လားဟိုနေ့ကငါပက်လက်ကလေးမျော့နေတော့ဆရာဖုန်ကြီးရဲ့အဆုံးအမနဲ့ဂုံတော်ကိုတတိရပြီးဂုံတော်ကိုနှလုံးသွင်းနေတယ်တော်တော်ကြာပါဇက်ပေါ်ရေးစဲကြလာတော့တကြားမင်းရေးစင်ဖြန်းလာပေါ့လို့ငါယုံကြည်လိုက်တယ်လူပုံတရံနဲ့တောက်ပြောင်အေးချီနေတဲ့မျက်နှာကိုငါမြင်ရတယ်ဟဲ့မတုပ်ရဲ့လူရိုးရိုးကဒီလောက်တောင်ကောင်းနိုင်ပါမလားဟဲ့လူမမာလေးယောက်ကိုစေကူပြုစုကျွေးမွေးဝတ်ဆင်အိမ်ငုံမိုးကပေးပြီးတော့ငွေ30ကျပ်ရက်မာကြီးကိုပေးတာလူရိုးရိုးဟုတ်နိုင်ပါမလားဟဲ့တို့ဆရာဖုန်ကြီးပြောဘူးတဲ့နေတကြားများလူရောင်ဆောင်လာရင်အရေးမထွက်ဘူးမျက်တောင်မခတ်ဘူးတဲ့ငါဖြင့်မောင်ထုံးမောင်ရဲ့အရေးထွက်တာမျက်တောင်ခတ်တာမမြင်မိဘူးဟဲ့ပြီးတော့ရုပ်ရည်ကလည်းတတ်มาပြီနဲ့ငါဖြင့်ဒီလိုချောရဲလာတဲ့ယောက်ျားလေးမြင်မှုပေါင်ဗျာအိုးကိုဖိုးခွေးရလေလူတော့လူစစ်ပါတော့လူရိုးရိုးမဟုတ်တာတော့အမှန်ပဲဧကန်နာအလောင်းလျာတစ်ခုခုတော့ဖြစ်မှာပဲကဲမောင်ရဲ့မောင်ထုံးမောင်ရဲ့တငယ်ချင်းဆိုရင်ဖြစ်အဖွားတို့တဲမှာတ냐လောက်တဲပါအောင်မောင်ရဲ့သူ့ငွေတွေကအလှူပြုပြီးထမင်းတနက်တော့ကျွေးလိုက်ပါရစေတန်ကတော့ဆွန်းကျွေးဖို့တော့ငွေ9ကျပ်ဥကြပြီးဖယ်ထားပြီးပါပြီဟုတ်ကဲ့ပါဗျာဒါဆိုလေကျွန်တော်တင်냐တော့ဒီမှာပဲတေးသွားလိုက်ပါမယ်ထုံးမောင်ကြီးကတော့ဖျားဖို့လာကြိုတက်သွားပြီပဲထုံးမောင်ရဲ့ကုသိုလ်ငါအားကျလာတယ်ငါကြားဖို့တာကတော့မြတ်စွာဘုရားရှင်ရှိစဉ်ကတောနေရယဟန်တပါဖျားကိုဖူးမြော်ဖို့လာကြတယ်တဲ့လမ်းခီးမှာရေငတ်လို့ရေတောက်ကြမယ်ကြံတော့ရေစစ်ပါမလာတာကိုသိရတဲ့တပါးသောယဟန်ကတော့မြတ်စွာဘုရားကရေစစ်နဲ့မှရေတောက်ရမယ်လို့ပြညတ်ထားတယ်အခုရေစစ်မရှိဘူးဖျားကိုကြီးညိုရဲဆိုတာဖျားစကားကိုနားထောင်မှကြီးညိုရရောက်တာဒါကြောင့်ရေမတောက်ရဲ့တက်တီခံမယ်လို့ဆုံးဖြတ်လိုက်တယ်တဲ့နောက်တစ်ပါးကတော့ဖျားဆိုတာအလွန်မှုမိရခဲ့တယ်ရေတောက်ပြီးအသက်ရှင်ပြီးတော့ဖျားကိုဖူးမြင်မယ်လို့ဆုံးဖြတ်လိုက်တယ်ပထမယဟန်ကလမ်းမှာပြန်လုံတော်မူတယ်ဒုတိယယဟန်ကတော့ဖျားထံရောက်သွားတယ်ပြီးရနဲ့ဒုတိယယဟန်ကပဲအဖြစ်ပြက်လုံးစုံကိုပြန်လည်လျှောက်ထားတဲ့အခါမြတ်စွာဘုရားကဖျားစကားနားထောင်ပြီးလမ်းမအတီခံတဲ့ယဟန်ကိုပဲချီးမွမ်းတော်မူတယ်တဲ့အခုလေငါတို့နှစ်ယောက်နဲ့တူလေစွာငါမှာတော့ကြိုက်တီကိုဖျားတော့ရောက်ပါရဲ့ရောက်တော့ပါလို့လေဖ
ဖះကိုပေါ့စိန်ပေါပေါရှိခိုးတယ်အနာဘက်လေးကစူးစူးညံ့ညံ့နဲ့မိုးဆိုပြီးအာယုံစိုက်ပြီးမရှိခိုးခဲ့ရအောင်အဲ့တော့တငယ်ချင်းတွေနဲ့ရှောက်လေပြောခဲ့တယ်ဟာတိုက်တယ်တချင်းဆိုတယ်ဖဲရိုက်တယ်အဲ့ဒါတွေနဲ့ပဲအချိန်ကုန်တာပဲအခုထိုးမောင်အားကြလို့အဖိုးကြီးဖွားကြီးကိုပတ်စံပေးခြင်းလို့ကြည့်ပြန်တော့လဲဟားနဲ့ယထာခါပဲကြံတော့တယ်ပတ်စံတပြားမှမပို့တော့ဟိုကုန်းတော်မှာတော့ကတို့လူစုမြေလက်ကအပြူတစုနဲ့တွေ့ပြီးအလွမ်းတင်ပိုးပန်းလိုက်တာဟိုဆိုင်အခမ်းလိုက်ဒီဆိုင်အခမ်းလိုက်နဲ့3-4ရက်လောက်တို့လူစုပတ်စံဖြုံးလိုက်ကြတာပဲဖះသူကိုမှန်းထားတဲ့အထက်က3ပုံ2ပုံလောက်တောင်းပါသွားတယ်ငါအိပတ်စံတွေကိုခုနှမျောလိုက်တာငါဖះဖူးရတာမမေရဘာကြိုးမှလည်းမထင်ဘူးတကတော့ယတိမဖိုးသူတော်မေတီလာပန်းစံရည်တဲ့တွေကိုစိတ်မကြေနဲ့လေပတ်ပြောရွှေအဲ့ဒါတွေလည်းပဲချိန်ကုန်တယ်အခုငါတို့ညီမရတနာ3ပါးကိုအကြောင်းပြပြီးလောက်ကြတဲ့ပွဲမျိုးတွေကိုသတိရလိုက်ပါပြီနဲ့ငါဖះကိုရောက်ပြီမယ်လေဖះစကားနားထောင်တဲ့ထုံးမောင်ရဲ့ကုသိုလ်မျိုးကိုတော့ဘယ်မိနိုင်ပါပါလဲစသည်ဖြင့်စိတ်ကူးတွေးတော့ကမပြောတစ်ချက်ပြောတစ်ချက်နဲ့မိုးလင်းရလေ၏နက်နက်တွင်ကျွန်ုပ်ပြန်တော်မူဟုနှုတ်ဆက်လျာအဖိုးကအဖိုးနဲ့ဖွာကျွန်တော်လေကြောင်းတက်ရအောင်မမို့ပြန်ခွင့်ပြုပါအောင်ဗျအေးပြန်အောင်တော့အမောင်ရေအမောင်တို့ကျမ်းမှချမ်းသာပါစေဆိုတာအဖိုးစုတောင်းပါတယ်မောင်ထုံးမောင်ကိုပြောလိုက်ပါသူ့ဝယ်ပေးခဲ့တဲ့အဝတ်စားတွေကိုအဖိုးဘလို့စီမံထားတယ်ဆိုတာအေးသွားတော့မောင်ကြီးဖုန်ကြီးပါစေတက်ရှိပါစေကွယ်သွားတော့မောင်ကြီးသွားတော့ဖွားလို့မတည်ရဲ့မောင်ထုံးမောင်ကိုတခါတော့တွေးချင်နေတယ်ကွယ်ဟိုမကြခင်ဖွားလို့ကြားမှရင်ဖြင့်ရန်ကုန်ကိုဖျားဘူးလာခဲ့မယ်လို့ပြောလိုက်ပါမောင်ရဲ့အခုဖွားလို့နေအောင်တည်တဲ့အထိ8ပါးဒီလာဆောင်ဖို့သစ္စာအဋ္ဌံပြုပြီးတဲ့ကြောင်းပြောပါလေကွယ်အေးသွားတော့မြေအကိုကြီးထုံးမောင်မို့လက်ဆောင်ပေးလိုက်ပြရစီဟောတာကကြိုက်ထီးကိုတောင်ဖြစ်သွားစီတယ်ဒါကဒုက္ခပန်းကြောက်တစ်ခုဟောတာကကျမရင်ဖျားတော့ငါဖြတ်ထားတဲ့ဆန်စုအဲ့ဒီဆန်စုတွေကတဝက်ခွဲပြီးတော့ဖျားလူပါတဝက်ကိုအကိုကြီးသိမ့်ယူထားပါလို့ပြောပြပါကျမမတည်ရင်တစ်ခေါက်တော့အခုအကိုကြီးစီရအောင်လာပဲလို့လည်းပြောပြပါသူ့လိပ်စာကိုကျမတောင်းထားလိုက်တယ်ပြီးတော့ရှစ်ခုလက်ဆောင်လေးပြီးလိုက်ပြရစီအော်အခုနဲ့အကိုကြီးရန်ကုန်ပဲစီမာတယ်ကျွန်ုပ်ကရန်ကုန်ရှိရာညွှန်ပြလိုက်သောအခါဖွားမိသည်တပတ်နွယ်တစ်ထည်ကိုတင်၍ရန်ကုန်ထုံးမောင်ရှိရာဘက်သို့ယူသည်လေးမှတ်စွာလှည့်၍ဦးသုံးချိန်ချကအကိုကြီးကိုဦးသုံးချိန်ကြောလိုက်ပါရဲ့ဟူ၍ဦးသုံးချိန်ချ၏ထိုအခါကလေးမ၏မျက်ရည်တို့သည်ကြာပြန်လေ၏ကျွန်ုပ်သည်ခြေလေးလေးဖြင့်ထွက်ခဲ့ရာဖွားမိတို့မောင်နှမသည်ကျွန်ုပ်၏လွယ်အိတ်ကိုယူဆောင်၍လဲစိတ်အထိပိုးကြ၏လဲသည်တဲ့ဤနှင့်လိမ့်သွားရာဖွားမိတို့မောင်နှမသည်မျက်နှာငယ်ငယ်ဖြင့်ငေးမြော့၍ကြံရေးကြရှာလေသည်ကျွန်ုပ်သည်ထုံးမောင်အခန်းသို့ဝင်ခဲ့၏ထုံးမောင်ကအလိုမင်းပြန်လာပြီလားမင်းဖျားဘူးခဲ့ရတာအမျှဝေပါအောင်ကွယ်မတရောပါနဲ့ကွယ်ငါမှအမျှဝေစရာကြာနာတခုမှမပါခဲ့ဘူးဟေးမင်းเจ้าနေငါကြားခဲ့တီးခဲ့ပြီနော်မင်းကိုဆိုအင်မတန်ထုံးမြတ်တာပဲငါ့ကိုအမျှဝေသမ်းမှတငယ်ချင်းရဲ့ဟေးဖျားရောက်တဲ့လူကလုံကပြန်လာတဲ့လူကိုအမျှဝေခိုင်းနေသလားကွယ်မင်းကလည်းယူးကြုံကြုံနဲ့ငါမယူပါဘူးကွာငါတကယ်ပြောနေတာကွာငါလေကြိုက်ထီးရိုးဆိုတဲ့ဇီးကြီးနောက်တော့ရောက်ခဲ့တာမှန်တယ်လို့ပေမဲ့မင်းကတော့တမမုဒ္ဒဖျားစစ်စီကိုရောက်ခဲ့တယ်လို့ဆိုရမယ်ဒါကြောင့်ငါ့ကိုအပြဝေပါကွယ်ဟေးမင်းစာကလေးဘာကလေးအကြည့်ဘူးသားမဟုတ်လားငါအမျှဝေမှမင်းရနိုင်တာမဟုတ်ဘူးမင်းဝမ်းမြောက်ပြီးကိုယ့်ဘာသာကိုတာရုခေါ်နိုင်သလောက်ကုသိုလ်ရတာပဲကွယ်အဲ့ဒါငါသိရဲ့ဘာပဲဖြစ်ဖြစ်မင်းမဆက်ကမွတ်ဆိုပြီးပေးတာကိုငါကြားချင်တာငါတာရုခေါ်ချင်တယ်ကွာစင်ရင်စင်လက်တွေလုံမနေပါနဲ့ငါကြီးညိုလို့လို့ပါမင်းမစက်နဲ့အမျှဝေစမ်းပါကွယ်ကိုင်းဒါဖြစ်လေအမျှဆိုတာအဖို့ဘာကဆိုလိုတယ်ငါတော့အဖို့တွေအဖက်တွေလုံမနေပါဘူးငါကုသိုလ်အကုန်လုံးကိုပဲပေးပါတယ်ဗျာအကုန်လုံးယူပါလေတော့တာရုအော်ဒါနဲ့မင်းကငါကျေးဇူးတင်နေတာတခုရှိသေးရဲ့ဘာလဲမင်းကငါ့ကိုဖျားပူနီနီကောင်းနီးမွန်တခုတင်ပေးခဲ့တဲ့အတွက်ပေါ့